ပြောလားစိတ်ချမ်းသာလားထမင်းစားကောင်းလားကျွန်တော်တချင်းမဆိုခင်စကားနဲ့ငယ်ပြောမှရမှာမသိဘူးဆွေတို့ရမယ်နော်ကျွန်တော်မဲမဲဖြေပါယေရှုပြမွေးဖွားပြီးပြီလားခုမှမွေးကြလားမသိဘူးပြန်မဲမဲဗျာယေရှုပြမွေးဖွားပြီးပြီလားမဆွေတို့ဟုတ်တယ်အာမင်ယေရှုပြမွေးဖွားပြီးပြီယေရှုပြမွေးဖွားခြင်းကတကြံပွဲလို့အတကြမရှိဘူးနော်ရှိလားမရှိဘူးနော်ယေရှုပြမွေးဖွားပြီးပြီမွေးဖွားပြီးတော့ခမည်းအတွက်ကျွန်တော်အတွက်လက်ဝါးကန်းအောင်မှာအသက်ပေးသွားပြီအာမင်အသွေးလည်းသွန်းပေးပြီယေရှုပြဆိုလို့ချူတယ်ပြောကြကချင်မရတဲ့ခရိယန်ပြတဲ့မှားလားလို့ခရစ်ယာန်တွေဖတ်တဲ့တမန်ကျမ်းစာကိုမြင်ဖို့လားမသိဘူးပြစေတို့အဲ့ဒါခရိယန်တွေကိုင်းတမန်ကျမ်းစာအုံမှာယေရှုပြကခရိယန်ပြဖြစ်တော်မူ၏ပါလားမသိဘူးယေရှုပြကချင်မရဖြစ်တော်မူပါလားမသိဘူးအေးပန်ကျွန်တော်လာပြောနော်ခရိယန်နဲ့ကိုင်းတမန်ကျမ်းစာအုံမှာယေရှုပြခရိယန်ပြဖြစ်တယ်ကချင်ပြဖြစ်တယ်လို့စာကြောင်းတစ်လုံးပါရင်လာပြောပါလက်ဆောင်ပေးမယ်ကျွန်တော်ကားပါလာပေးထားမယ်နော်ကောင်းပြောတာမညာဘူးပြောချင်တာယေရှုပြကချင်ပြလည်းမဟုတ်ဘူးခရိယန်ပြလည်းမဟုတ်ဘူးအာမင်ပါပြတည်တယ်ဗျာပါပြလဲခမည်းလက်ခံခမည်းပြပဲအဲ့ဒါဟုတ်ဘူးလားခမည်းယုံကြည်လက်ခံခမည်းပြပဲအဲ့ဒီပြအလွန်တန့်ရှင်းတယ်အလွန်ကောင်းမြတ်တယ်အလွန်ကောင်းမြတ်တယ်ဒါမဲ့ကျွန်တော်ကောင်းလားမကောင်းဘူးကျွန်တော်လည်းမကောင်းဘူးအိုးလူရှိမှာကဆလေးမတော့ကိုညာမစားပေါ့ဘိန်းမရှိဘူးလူကောင်းမှာမဟုတ်ဘူးလားဖယားရှင်မှာကျွန်တော်မကောင်းဘူးမဟုတ်ဘူးလားမနောကအားဖြင့်သူများပြမှာဘယ်သူသိလဲဖယားသိမနောကအားဖြင့်သူများပစ္စည်းကိုဘယ်သူသိလဲဖယားသိအဲ့ဒီမနောကဖယားရှင်နဲ့ညှို့တယ်အမှန်တန်ညစ်ပတ်တယ်အဲ့ဒီအဖြစ်ကအပေသွားမှလမ်းဖြစ်တယ်မဆွေတို့လူတိုင်းဖြစ်ရှိတယ်အကြမ်းအပြစ်ခါသိချင်းပဲပြောကျမ်းစာမှာလူတိုင်းအပြစ်နဲ့မကင်းဘူးအားလုံးအပင်ငရဲမှာလမ်းဆုံးမရှိတယ်သွားခြင်းလားမဆွေတို့သွားခြင်းလားအပင်ငရဲသွားခြင်းလားတဘောပဲနော်ပြောခြင်းသားမဆွေတို့အပင်ငရဲလှုပ်ဖို့ဖယားခင်ကကျွန်တော်တို့ကိုသူ့ရဲ့သားတော်ကိုဆုံးခဲ့ပါတယ်ယေရှုပြဖြစ်တယ်အဲ့ဒီပြဘာပြလဲယေရှုပြအဲ့ဒီပြကကျွန်တော်အတွက်ကားနိုင်ပေါ်မှာအသေးခံပြီးတော့တကြူခံပြီးတော့နစ်နာခံပြီးတော့ပေးဆက်ပေးတာဖြစ်တယ်ယေရှုပြကကျွန်တော်အတွက်အသေးခံပြီးတော့တိမ်ချိုင်းမှာ3ရက်တိတိနေခဲ့တယ်တိမ်ချိုင်းကလည်း1ရက်2ရက်3ရက်ရောက်တဲ့ခါမှာပြန်လေရှင်ခဲ့ပြဖြစ်တယ်အာမင်အဲ့ဒီဖျားတက်ရှင်တယ်မြတ်စွာဘုရားချစ်တယ်ဒီမှာရှိတယ်ဖျားအဲ့ဒီဖျားတင်လက်ခံယူကြည့်မယ်ဆိုတော့အခုပါနောင်ပါဘာဖြစ်မလဲအပင်ရဲကလှုပ်ဖြစ်တယ်ထောက်တဲ့ရဖြစ်တယ်ဟာလေလုယာအဲ့ဒီဖျားမြတ်စွာကူညီပေးခြင်းနဲ့ကောင်းကြီးပေးခြင်းလမ်းပြခြင်းနဲ့မဆခြင်းနဲ့မြတ်စွာတို့လက်ခံခြင်းတော့လက်ခံခြင်းတော့အကျိုးရှိမယ်နော်လက်မခံခြင်းတဲ့ဘောပဲမဟုတ်ဘူးလားဒါမဲ့ကိုတိုင်ပေါ့ယေရှုပြားကိုမိသားကြည့်ပါခေါ်ကြည့်ပါမိသားစုမှာခက်ခဲရှိတယ်မလားအေးလူမှခက်ခဲရှိရနော်လူမှရင်ပဲသူပဲဝါမဒုက္ခနဲ့တက်တယ်မကင်းဘူးဒုက္ခရောက်တဲ့ခါမှာခေါ်ကြည့်ပါယေရှုပြနဲ့တက်ရှင်နဲ့ဖျားဖြစ်တယ်ဆိုကျမကိုကူညီပါဦးကျွန်တော်ကူညီပါဦးခေါ်ကြည့်ပါအဲ့ဒီပြအသက်ရှင်နဲ့ဖျားဖြစ်တယ်မလို့တက်ရှိရဖြစ်တယ်အာမင်
ရဲ့အပြင်းများကိုယူဆောင်သွားတဲ့သို့တငယ်လေးကားတိုင်းပေါ်အသေးခံရဲ့အပေကရဲမှလွတ်မြောက်ရလဲသခင်ယေရှုသောရဲ့မြောက်နေမှာအပေကရဲကလွတ်မြောက်လေပြီတေခြင်းကိုအောင်မြင်ခဲ့ပြီကျွန်တော်တွေ့ချောင်းရလဲသခင်ယေရှုအခါကျတဲ့ခုမှမယူပဲကိုယ်တော့ကျွန်တော်တွေ့ပေးစခဲ့တာချောင်းရလဲတဆိုင်ကိုကြည်ရင်ချေကိုယ်တော့ပြီးတဲ့ချစ်မြတ်တာရှာရအောင်တည်တည်ဆုံးကျေးဇူးတော်ကျွန်တော်တွေ့လုံလောက်တယ်ဟာလေလုယာစကျွန်တော်ရဲ့အပြင်းများကိုယူဆောင်သွားတဲ့သို့တငယ်လေးကားတိုင်းပေါ်အသက်စတေးကနာကျင်စွာနဲ့ပေးဆက်ခဲ့တဲ့သခင်ယေရှုသုံးရက်မြောက်နေမှာတောင်တွေကထားပြောင်းခဲ့လေပြီတေခြင်းကိုအောင်မြင်ခဲ့ပြီအပေကရဲမှလွတ်မြောက်ရလဲသခင်ယေရှုဟာလေလုယာဟာကကျန်ခုမှမရှိပဲကိုယ်တော့ကျွန်တော်တွေ့ပေးစတဲ့တာချောင်းရနဲ့တဆိုင်ကိုနေနေချေကိုယ်တော့ပြီးတဲ့ချစ်မြတ်တာရှာရလို့ဒီပြေဆုံးကျေးဇူးတော်ပြောင်းနေဆရာနော်ဘာကဆွဲနေတယ်ဖယားသားဖြစ်ရပြီကိုယ်တော်ကိုကျေးဇူးတင်လေကောင်းကင်ဘုံထောင်ရစီစေကျွန်တော်ရဲ့ပြည့်ပြည့်စုံခြင်းရှုတောင်းရမြောက်နေမှာတောင်းလေးကထားတော့ခဲ့လေပြီတေခြင်းကိုအောင်မြင်ခဲ့ပြီအပေကရဲမှလွတ်မြောက်ရလဲသခင်ယေရှုအခါကျတဲ့ခုမှမယူပဲကိုယ်တော့ကျွန်တော်တွေ့ပေးစခဲ့တာချောင်းရနဲ့တဆိုင်ကိုကျွန်တော်တွေ့ပေးစခဲ့တာချောင်းရနဲ့တဆိုင်တော့ခေရင်ချင်းတွေဘာပေးတဲ့ချစ်မြတ်တာရှာရလို့ဒီပြေဆုံးကျေးဇူးတော်ကျွန်တော်တွေ့လုံလောက်တယ်ကျေးဇူးတော်ကျွန်တော်ကြောင့်
ကျေးဇူးပါဆရာ